ဦးကြောင်ကောင်လေးတယောက်ငါးဖမ်းနေချိန်မှာမြစ်ထဲမှာမျက်နှာထက်တောင်ကြီးတဲ့ကနန်းတွေအများကြီးရှိနေတာကိုအံ့ဩစွာတွေ့လိုက်ရတယ်။သူဟာပျော်ရွှင်စွာနဲ့မြစ်ထဲကိုခုန်ဆင်းပြီးခဲအုံမကိုကျွေးဖို့အတွက်ကနန်းအများကြီးကိုဖမ်းပြီးအိမ်ကိုယူလာခဲ့တယ်။ဒါပေမဲ့ခဲအုံမကဒါတွေဟာအစိတ်ရှိတယ်လို့ပြောပြီးသူ့ကိုတားမြစ်ခဲ့တယ်။အရင်ကလည်းရွာထဲကလူတယောက်ဒါတွေကိုစားမိပြီးလယ်ပင်းတွေအောင်အသက်ရှူကျက်ပြီးတိတ်ဆုံးသွားခဲ့ဘူးလေ။ကောင်လေးကကနန်းတွေမှာအစိတ်မရှိကြောင်းအဲ့ဒီလူဟာပင်လယ်စာနဲ့မတည့်လို့သာဖြစ်ကြောင်းချက်ချင်းရှင်းပြခဲ့တယ်။တကယ်တော့အဲ့ဒီကောင်လေးဟာ21ရာစုကပညာတတ်လူငယ်တယောက်ဖြစ်ပြီးမတော်တဆမှုတစ်ခုကြောင့်ရှေးခေတ်ကဦးကြောင်ကောင်လေးတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်ရှိလာခဲ့တာပါ။သူဟာခဲအုံမနဲ့အတူနေထိုင်နေပြီးအခွင့်အရေးရဖို့အတွက်အယူတယောက်လိုဟန်ဆောင်နေခဲ့တာကြောင့်ခဲအုံမကစိတ်မသက်မသာဖြစ်ပေမဲ့ဘာမှမပြောခဲ့ပါဘူး။ခဲအုံမကအိမ်နီးနားချင်းစီကစံသွားချေးဖို့ပြင်တဲ့အခါသူကတားဆီးလိုက်ပြီးအခုကစပြီးသူတော်လိုက်ပြီးအသားတွေနေတိုင်းကျွေးမယ်လို့ပြောခဲ့တယ်။ခဲအုံမကမယုံကြည်ပေမဲ့သူ့ကိုဂရုစိုက်ဖို့မှာကြားခဲ့တယ်။သူဟာခေတ်သစ်ရဲ့များပြစ်ချန်ပီယံတယောက်ဖြစ်တာကြောင့်မဲလိုက်ဖို့ဆိုတာသူ့အတွက်လွယ်ကူတဲ့ကိစ္စဆိုတာခဲအုံမမသိခဲ့ပါဘူး။သူဟာမြစ်ထဲကိုများနေဖြစ်ပြီးငါးကြီးတကောင်ရခဲ့တယ်လို့ကနန်းအများကြီးကိုလည်းဖမ်းပြီးရွာထဲမှာလိုက်ပြခဲ့တယ်။ဒါပေမဲ့ရွာသားတွေကတော့ဒါတွေဟာစိတ်ရှိတယ်လို့ကြောက်လန့်တကြားပြောဆိုကြတယ်။အဲ့ဒီအချိန်မှာရွာထဲကလူမိုက်တယောက်ကခဲအုံမကိုဒုက္ခပေးနေတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။သူချက်ချင်းအိမ်ကိုပြေးသွားပြီးအချိန်မီရောက်ရှိကခဲအုံမကိုကယ်တင်နိုင်ခဲ့ပေမဲ့သူ့လက်မှာတော့ဒဏ်ရာရသွားခဲ့တယ်။ခဲအုံမကငိုရိုပြီးသူမရှိတော့တဲ့တနေ့မှာကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့ပြောကငတ်မွတ်တဲ့အချိန်မှာစားလေးရှိတဲ့ကွာနေရင်းနေစေးကိုသူ့ကိုကြွေးခဲ့တယ်။ဒါပေမဲ့သူကငင်းပယ်လိုက်ပြီးဒါဟာကျမ်းမာရေးကိုထိခိုက်စေတယ်လို့ပြောခဲ့တယ်။နောက်ပိုင်းမှာသူကကနန်းတွေကိုချက်ပြုတ်ပြီးအရင်ဆုံးမြည်စမ်းပြခဲ့တယ်။ခဲအုံမကမြည်စမ်းကြည့်တဲ့အခါအရသာရှိလုံးလို့မျက်ရည်တွေတောင်ဝဲလာပြီးအစိတ်ရှိရင်တောင်စားမယ်လို့ပြောခဲ့တယ်။ကောင်လေးကတော့ဒါဟာအစိတ်မရှိကြောင်းထပ်မံရှင်းပြခဲ့တယ်။ခဲအုံမဟာသူကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်ပြီဖြစ်လို့တဖြည်းဖြည်းပျော်ရွှင်လာခဲ့တယ်။အဲ့ဒီအချိန်မှာသူကတသက်လုံးခဲအုံမနဲ့ပဲလက်ထက်ချင်တယ်လို့နောက်ပြောင်ပြောဆိုလိုက်ရာခဲအုံမမှာရှက်သွေးဖြာသွားခဲ့တယ်။နောက်တစ်နေ့မှာသူအိမ်ရှိမှာလေ့ကျင့်ခန်းလုပ်နေစဉ်ခဲအုံမကအစိတ်ရှိတဲ့ပီလောပီနံတွေကိုယူလာခဲ့တယ်။သူကပီလောပီနံတွေကိုရေထဲမှာ3ရက်ကြာစိမ်ထားပြီးနေတိုင်းရေလဲပေးရင်အစိတ်တွေပျောက်သွားနိုင်ကြောင်းပြောပြခဲ့တယ်။အဲ့ဒီအချိန်မှာရွာကလူမိုက်နဲ့ရွာသူကြီးရောက်လာပြီးဆေးဖို့ပေးဖို့ဒါမှမဟုတ်ခဲအုံမကိုသူတို့နဲ့ထည့်ပေးဖို့ချင်းချောက်ခဲ့တယ်။မူဆိုးမတယောက်ဟာသတ်မှတ်ထားတဲ့အချိန်အတွင်းထပ်မံလက်မထက်ရင်အတင်းအာရမလက်ထပ်ပေးရမယ်ဆိုတဲ့ဥပဒေရှိကြောင်းလည်းသူတို့ကအကြောင်းပြခဲ့တယ်။ကောင်လေးကတော့ခဲအုံမဟာသူ့ရဲ့ဇနီးဖြစ်လာမယ်လို့လူအားလုံးရှေ့မှာကြေညာလိုက်တယ်။ခဲအုံမကတော့မောင်နဲ့လက်ထပ်ဖို့ဆိုတာလူမှုပတ်ဝန်းကျင်နဲ့ဆန့်ကျင်နေတာကြောင့်စိတ်ရှုပ်ထွေးသွားခဲ့ပေမဲ့ကောင်လေးကတော့ခိုင်မာနေခဲ့တယ်။လူမိုက်ကခဲအုံမကိုလာခေါ်တဲ့အခါသူ့အချိန်မီရောက်ရှိလာပြီးဘသူကခဲအုံမမှာလင်ယောက်ျားမရှိဘူးလို့ပြောတာလဲငါကိုယ်တိုင်ကသူ့ရဲ့လင်ယောက်ျားပဲလို့လူအားလုံးရှေ့မှာပြောဆိုလိုက်တာကြောင့်လူတိုင်းအားတက်သွားကြပါတော့တယ်။